ပယူလူမျိုးတရားတစ်ပါးတကယ်ပဲခွဲကြတရွာလုံးကျွတ်တနေ့လုံးကျွတ်မိတို့တိတ်ကြွရောက်ပါရင်သရာစိတ်နဲ့ထိတ်ခေါ်ပါရဲ့ပြောစီတန်ကြီးရိုက်ခတ်ပြီး၍လူကြီးပြီးလူပြောရဲညီညီတူတူကြီးကြီးညူလာတူသွားလို့အိမ်ရစကန်တိုင်းွယ်မလူခင်မှာရွှေမြူလန်းပြ